ဂျပန်မှာလိုင်စင်ဓာတ်ပုံလိုအပ်တဲ့အခါမှာဒီလို photo booth လေးတွေမှာဓာတ်ပုံသွားရိုက်လေးရှိမယ်ထင်ပါတယ်နော် photo booth မှာရိုက်မယ်ဆိုလို့ရှိရင်ဓာတ်ပုံ၄ပုံ၃ပုံ၆ပုံလောက်ကိုရန်1000ဝန်းကျင်ပေးရမယ်ထင်တယ်နော်အခုဗီဒီယိုလေးမှာကဒီထက်ပို့ပြီးတော့ဈေးလဲတက်တာမယ်အလုပ်ချုပ်လဲတက်တာတဲ့နီလန်လေးတစ်ခုကိုတင်ပြကြပါမယ်ဒါကတော့ Dikisho Camera ဆိုတဲ့ application ကိုသုံးပြီးတော့เนาะထုတ်မဲ့လိုင်စင်ဓာတ်ပုံကိုပြင်ဆင်တဲ့နီလန်ဖြစ်ပါတယ်နော် application နဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံရိုက်မဲ့နေရာလေးရွေးလို့ရတယ်ပေါ့နော်ရွေးပြီးတော့ဓာတ်ပုံမရိုက်ဘူးဆိုရင်လည်းရှိပြီးသားဓာတ်ပုံတွေကနေရွေးလို့ရပါတယ်နော်အဲဒီမှာဓာတ်ပုံကိုရွေးမယ်ရွေးပြီးတော့လို့ရှိရင်ဓာတ်ပုံကိုနော် crop လုပ်လို့ရတယ်ပေါ့နော် size ကိုတိုက်ရွေးမယ်ရွေးပြီးတော့လို့ရှိရင်ပြီးရင် effect လေးတွေထည့်လို့ရအသားကိုလင်းစေတင်တာလားဒါမှမဟုတ်နော်အသားကိုနည်းနည်းပို့ပြီးတော့ကြည်တဲ့အရောင်လိုချင်တာလားအများကြီးတော့ effect တွေမပါဘူးပေါ့နော်2မျိုး3မျိုးလောက်တည်းကစိတ်ကြိုက်ရွေးမယ်ရွေးပြီးတော့လို့ရှိရင်ထုတ်မဲ့လိုင်စင်ဓာတ်ပုံရဲ့ size ကိုရွေးလို့ရတယ်နော် Dikisho အတွက်လား Toei အတွက်လားဒါမှမဟုတ်ကားမောင်းလိုင်စင်အတွက်လား My number အတွက်လားစသဖြင့် size အမျိုးမျိုးနော် standard size အစုံရှိပါတယ်အဲ့ဒီထဲကမှနော်ကိုသုံးလိုမဲ့ size ကိုရွေးမယ်ပေါ့နော်ခုဒီမှာ My number အတွက် site ကိုရွေးလိုက်ပြီးရွေးပြီးတော့ရင် save နှိပ်လိုက်တဲ့အခါမှာသူကဓာတ်ပုံကိုကင်မရာရဲ့ gallery ထဲမှာ save ပေးပါတယ်နော် application ကဓာတ်ပုံ save ပေးတဲ့အခါမှာသူက၄ပုံတွဲပေါ့နော်ဖန်တီးပေးပါတယ်ကဲ gallery ထဲမှာသွားပြီးတော့စစ်ကြည့်ရအောင် gallery ထဲဝင်လိုက်တဲ့အခါမှာသူကဓာတ်ပုံလေးကို save လုပ်ပေးတယ်လို့မျိုး print ထုတ်ရမယ်၄ပုံတွဲကိုလည်း save လုပ်ပေးထားပါတယ်နော်ဒါကဓာတ်ပုံလေးဖြစ်ပြီးတော့ဒီဟာက print ထုတ်ရမယ်၄ပုံတွဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဓာတ်ပုံပြင်ဆင်တဲ့အဆင့်ပြီးသွားပြီပေါ့နော်ပြင်ဆင်ပြီးသွားလို့ရှိရင်အဲ့ဓာတ်ပုံကို print ထုတ်ဖို့အတွက်ကျွန်တော်တို့711ကိုသွားပါမယ်711မှာ print ထုတ်ဖို့ဆိုရင်ကျွန်တော်တို့ multi copy ဆိုတဲ့ application လေးထည့်ထားဖို့လိုအပ်ပါတယ်နော်ဓာတ်ပုံထုတ်မဲ့ Mate to Center ကိုရောက်ပြီဆိုရင် multi copy application ဖွင့်မယ်အထက်ရောက်တဲ့အခါမှာကျွန်တော်တို့ဓာတ်ပုံထုတ်မှာမဟုတ်လို့ photograph print ကိုရွေးမယ်ပေါ့နော်ရွေးပြီးတော့ရင်အဲ့ထဲကအပေါ်ဆုံးမှာပေါ်လာတဲ့ photo L size ကိုရွေးမယ်အဲ့ထဲမှာခုနကကျွန်တော်တို့ဖန်တီးထားတဲ့ပေါ့နော်လိုင်စင်ဓာတ်ပုံ၄ပုံတွဲကိုရှာပြီးတော့ဆက်လက်မှတ်ပေးပါမယ်အဲ့တော့ဒီမှာ photo တွေကနေရွေးပြီးတော့ဆက်လက်မှတ်လို့ရပါတယ်နော် gallery ထဲက line စင်ဓာတ်ပုံကိုရွေးပြီးသွားရင်တော့ကျွန်တော်တို့ save to QR code ဆိုတဲ့ခလုပ်လေးကိုနှိပ်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ဓာတ်ပုံထုတ်ဖို့အတွက်အသင့်ဖြစ်သွားပါပြီsetting လောက်တာအဆင်သင့်ဖြစ်သွားရင် QR code လေးပေါ်လာမယ်ပေါ့နော်ဒီ QR code လေးကကျွန်တော်တို့ဆက်မှာသွားပြီးတော့ scan ဖတ်ရမှာဖြစ်ပါတယ်နော် QR code ကို scan ဖတ်လိုက်မယ်ဖတ်ပြီးသွားရင်ဆက်မှာ start sending ဆိုတဲ့ခလုပ်ကိုနှိပ်ပေးပါလို့ပေါ်လာလိမ့်မယ်နော်အဲ့ကြရင်ဖုန်းထဲမှာ start sending ခလုပ်လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်တော့သူကဖုန်းကနေဆက်ကိုခုနကပြင်ဆင်ထားတဲ့ line စင်ပုံလေးပို့နေပါပြီနော်ဟိုပို့တာအောင်မြင်သွားပြီဆိုလို့ရှိရင် screen ပေါ်မှာခုနက line စင်ပုံလေးပေါ်လာမယ်ပြီးတော့ရန်40ထည့်ပါလို့ပြောလိမ့်မယ်နော်အဲ့တော့ဓာတ်ပုံတစ်ပုံကျွန်တော်တို့ရန်40ပဲကြာတင်ပါတယ်အဲ့တော့ပြီးရင် start ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်တာနဲ့ဆက်ကနေပြီးတော့ခုနကပို့လိုက်တဲ့ line စင်ပုံလေးတွေနော်၄ပုံပါပြီးသားပုံတစ်ပုံကိုထုတ်ပေးမှာဖြစ်ပါတယ်ခုဆိုရင်တော့ဆက်က print စာထုတ်နေပြီပေါ့နော်အခုဒီမှာ1ဆိုပြီးတော့ပြောင်းသွားတဲ့အချိန်ကတော့ဒါဆက်က print ထုတ်လို့ပြီးသွားတဲ့အချိန်ပေါ့နော်အဲ့တော့အောက်ကဓာတ်ပုံထွက်တဲ့အပေါက်လေးတွေကိုနှိုက်လိုက်မယ်ဆိုရင်ဓာတ်ပုံလေးရှိနေတာတွေ့ရမှာပါ